ကိုချဲကိုကောင်းကိုကြိုက်ဆိုတာကျမပါကျမဘာသာကျမချက်ပြီးတော့ကျမဘာသာကျမကြိုက်ပါတယ်အဲ့တော့ကိုယ့်ဘက်ကိုချက်ထားတဲ့ဟာဆိုတော့မကြိုက်လို့မရဘူးလေအဲ့တော့စားလို့လည်းကောင်းပါတယ်ကဲဒီနေ့ကတော့ဘဲဥချင်ရဲ့မြင်းငထန်ရဲ့ချက်ထားတာလဲစားမှာပါငပိရည်နဲ့တိုးစရာကတော့မပါမဖြစ်ပေါ့ထမင်းစားရင်တိုးစရာကတော့မပါလို့မရဘူးဒါပေမဲ့ငပိရည်မပါဘူးဆိုရင်ပြဿနာမရှိသေးဘူးဒါပေမဲ့ဟင်းရည်နဲ့တိုးစရာနဲ့အဲ့လိုမျိုးစားလို့ရတယ်ဒါပေမဲ့တိုးစရာမပါဘူးဆိုရင်ထမင်းစားရတာမမင်းဘူးအဲ့လိုမျိုးတော့ဘာမှမရှိဘူးတိုးစရာဘာမှမရှိဘူးဆိုရင်အဲ့လိုမျိုးကြက်သွန်ဖြူပဲဖြစ်ဖြစ်ကြက်သွန်နေပဲဖြစ်ဖြစ်ငရုတ်သီးစိမ်းပဲဖြစ်ဖြစ်အဲ့လိုမျိုးတိုးပြီးတော့စားရမှာတကယ်တော့ကျမငငယ်တော့ဆိုရင်ဟင်းသီးရဲ့တိတ်ပြီးတော့စားတဲ့ထမင်းမပါဘူးဘာလို့လဲဆိုတော့ငယ်တော့ဆိုရင်ကျမတို့နေမှာငါးတွေပစုံတွေအရန်ပေါ်တာအဲ့တော့ကျမငါးတွေအဲ့လိုမျိုးပစုံတွေအဲ့လောက်ပဲစားဖြစ်တယ်ဟင်းသီးရကတိတ်မစားဖြစ်ဘူးကျမဘယ်အချိန်မှစားတာလဲဆိုတော့ကျမရန်ကုန်ရောက်လာပြီးတော့တက္ကသိုလ်တက်တော့မယ့်အချိန်မှာကျမစားရတာပါအဲ့မှာမမီတို့ဖေဖေတို့ကသူ့ရဲ့သမီးလေးကိုပေါ့နော်ဘယ်မှစိတ်မချဘူးဘယ်မှစိတ်မချဆိုတော့အဆောင်နေပါတယ်အဲ့လိုမျိုးမထားကြည့်ဘူးမဖြစ်ညာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကရန်ကုန်မှာဦးလေးအတော်တွေပေါ့နော်အဲ့အတီအိမ်မှာနေရတာပေါ့ရှင်အဲ့တော့ကျမဖေဖေနဲ့အမျိုးတော်တယ်ဖေဖေအမဝမ်းခွဲအိမ်မှာကျမနေပါတယ်အဲ့တော့နေတဲ့အချိန်မှာကျမငါးရမ်းစားတာလေတီတာជីជីတို့ကဟင်းသီးရွက်တွေချက်လဲကျမတိတ်မစားဘူးအဲ့တော့ជីជីကခန်းညင်သီးစားရင်အသားကြီးလှတယ်ဖះစားရင်အဲ့လိုမျိုးပေါ့နော်ခဏကူတက်ကောင်းတယ်အဲ့လိုမျိုး तू ကကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပြတာပေါ့နော်ဘေးရွက်တစ်ခုကြွေးတိုင်းအဲ့ဒီအရွက်ကဘယ်လိုမျိုးကောင်းကျိုးပေးရဲဆိုတာကို तू အမြဲတမ်းရှင်းပြပြီးတော့မှကျမကိုအမြဲတမ်းမကြွေးရပေါ့အဲ့ဒါနဲ့ကျမတပြေးပြေးနဲ့အသီးနှံတွေအရန်ကြိုက်သွားတာသူတို့မှမပိုင်ထမင်းမစားလို့မဝင်တော့ဖြစ်သွားတာပါရှင်